ဘောလုံးသုံးသက်သူတဦးဖြစ်တဲ့ Jamie Redknapp ကလိဖလားဘောလုံးပွဲမှာရှုံးနိမ့်ခဲ့တဲ့အတွက်အာဆင်နယ်နီးပြအာတီတာအနေနဲ့တာဝန်ယူရမှာဖြစ်ကြောင်းနဲ့ကိုသမားကယ်ပါကိုအသုံးပြုခဲ့တာကအာတီတာရဲ့အမှားဖြစ်တယ်လို့ပြစ်တင်ဝေဖန်ခဲ့ပါတယ်။အာတီတာဟာပထမကိုသမားဒေးဗစ်ရာယာကိုပရီးမီးယားလိနဲ့ချန်ပီယံလိပွဲတွေမှာအသုံးပြုပြီးဒုတိယကိုသမားကယ်ပါကိုတော့ FA ဖလားနဲ့လိဖလားပြိုင်ပွဲတွေမှာအသုံးပြုနေတာပါ။ဒါကြောင့်ဘောလုံးပွဲမတိုင်ခင်လိဖလားပွဲစဉ်၅ပွဲစလုံးကစားခွင့်ရခဲ့တဲ့ကယ်ပါကိုဘောလုံးပွဲမှာလည်းဆက်ပြီးအခွင့်အရေးပေးခဲ့တာဖြစ်ပြီးမိမိအနေနဲ့ဘောလုံးပွဲမှာကယ်ပါကိုကစားခွင့်မပေးခဲ့ရင်မျှတမှုမရှိမှစိုးလို့ဖြစ်ကြောင်းပွဲပြီးမှဖြေရှင်းချက်ပေးခဲ့ပါတယ်။ Jamie Redknapp ကတော့လူတွေကစိတ်ခံစားချက်နဲ့ပြောကြမယ်ဆိုတာကျွန်တော်သိပါတယ်။ဘာကြောင့်လဲဆိုတော့သူကအစောပိုင်းအဆင့်တွေမှာကစားခဲ့တာကြောင့်ပါ။ဒါပေမဲ့ကယ်ပါကရာယာလောက်မကောင်းပါဘူး။ဒါကြောင့်နံပါတ်2ဖြစ်နေတာပါ။ဒီတော့စုဖလားမရတာကြာနေတဲ့အခြေအနေမှာသူ့ကိုကစားခိုင်းဖို့ဆုံးဖြတ်မှာလား။အာတီတာအနေနဲ့ဒါကိုတာဝန်ယူရမှာဖြစ်ပြီးသူအမှားအကြီးကြီးကျွလွန်ခဲ့တာပါလို့ပြောကြားခဲ့ပါတယ်။မန်စီးတီးနည်းပြဂွာဒီယိုလာကလည်းပထမကိုသမားဒေါနာရမာကိုအသုံးမပြုပင်လီဖလားပြိုင်ပွဲမှာတောက်လျှောက်အသုံးပြုခဲ့တဲ့ဒုတိယကိုသမားဂျိမ်းထရက်ဖို့ကိုပဲအခွင့်အရေးပေးခဲ့ပေမယ့်ဂျိမ်းထရက်ဖို့ကတော့ပထမပိုင်းမှာကာကွယ်မှု3ကြိမ်ပြုလုပ်ပြီးလက်စွမ်းပြခဲ့တယ်လို့သိရပါတယ်။အာဆင်နယ်အသင်းဟာစပိန်ကိုသမားကယ်ပါကို2025နွေရာသီမှာချက်စီအသင်းကနေပေါင်9တန်းနဲ့ခေါ်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။